Okay, alo me. Cứ cho nó rồi ya ji yang yak kwa mon pi ne yin yo ma shi de. Sắp xí sai yen ne me aro ông cha rai me phi pare. Cho nó di ma chainsaw shi me, di ma D4 shi me, Roma S1 shi me, Super King shi me, Roma C7 shi me,နောက်ထပ်တစ်လုံးရွှေရှိမယ်ပြီးရင် Roma 381ရှိမယ် Turbo King ရှိမယ်ပြီးရင်ဒီဘက်မှာ9831ရှိပါတယ်ပြီးရင် Oligan ရှိမယ် Tusaka ရှိမယ် Power 1ရှိမယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာ20လီတာဟိုဟာရှိရဒီမှာအစုံပဲပါအခုကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအောင်ရက်ကွက်ဖြစ်ပါတယ်ကျွန်တော်တို့စက်ပစ္စည်းဆိုင်ရဖြစ်ပါတယ်ကဲဒီမှာအလီဖတ်ရှိမယ်ခရိုက်ဒိုရှိမယ်အိုဆာကာရှိမယ်အစပါဝါရှိမယ်ယာမာပရှိပါမယ်ဒီမှာမီးစရှိမယ်ပါဝါဝါရှိမယ်ရေပန့်တွဲရှိမယ်ဒီမှာဘောရှိမယ်ပြီးဒီမှာရှိတဲ့ဆွဲအောင်ဒီဆိုရှိမယ်ငါတို့ရှေ့ရဘားတွေရှိမယ်ပြီးဒီမှာဆက်သေးဟိုမှာဆက်အလက်ဒီမှာဆက်ကြီးပါနော်ဒီမှာ40ပြားတွေရှိမယ်ဒီမှာ dynamite ရှိပါတော့ dynamite ဟုတ်ပါတယ် dynamite ဒီမှာဘာဖုံးလေးပြီးရင်ဒီမှာ Roman တော့ရှင်းနေပါရမယ်ရ Super King ရဲ့ဘာတက်စတိုရဲ့ဘာလဲဟိုလိုပဲအောင်ကြလိုက်ဆိုင် live လုပ်နေပါတယ်ဒီမှာဘာတော့မီလေးချက်ဖွင့်အောင်ပါနော်ကဲမိဖွင့်ပြီပါပြီဒီမှာပေါ့ဒီမှာစမတူဒီအစစ်ရှိပဲပေါ့နော်တူဒီဆက်တဘူးပဲရှိတော့မယ်ဒီမှာစရင်းနေရှိမယ်ဒီမှာပါဝါဝမ်းရှိပါမယ်ခင်ဗျာတိုဆာကာရှိပါတယ်ဒီမှာရပါပရှိရှစ်ကောင်ပဲဖြစ်ပါတယ်ရှစ်ကောင်ပေါ့ကံပိုရှိမယ်ဒီမှာကဲမစ်1500ရှိမယ်ဒီမှာဒီအားကြောင့်4000ပေါ့နော်4000ဆိုတော့အကုန်နိုင်တယ်ပေါ့နော်ဟုတ်တယ်မကဲမစ်ဝါတာပန်50ရှိမယ်မတူတီဝေးရှိမယ်ပြီးဒီမှာစူပါ2000ရဲ့ဒီမှာသူ့ရဲ့သွားပဲဖြစ်ပါတယ်ဒီမှာသူ့ရဲ့သွားပေါ့သူ့ရဲ့သွားပဲဖြစ်ပါတယ်သူ့သွားပါတယ်ဒီအားကြတော့ခုနSuper King နဲ့ Roma တို့တုံးချလို့ရပါတယ်ဒီမှာဒီသွားကိုပြောချင်တာပါအဲ့သွားခုနကူလေးရဲ့သွားအကူလေးစိတ်မှာအမှန်တကယ်အဲ့ဒါမပါပါဘူးကျွန်တော်အဲ့ဒါရှောင်းတာအကောင်လုံးပြပြီးဆိုဒီမှာပေါဝါရှိတယ်ဒီမှာSuper King နေလည်းရှိပါတယ်ကဲဒီမှာစီယိုတော့စီယိုဆွဲအောင်လည်းရှိမယ်ဂျာမနီလည်းရှိမယ်မရတဲ့စီတဲ့ကြီးမဝင်းတမ်းပဲဖြစ်ပါတယ် Hello မင်္ဂလာပါအောင်ကြတိုင်းဆိုင်ကအောက်ပြေးနေတော့ကျေးဇူးတင်ပါတယ်ဟာပြီလေဟုတ်ပါတယ်ဒီမှာကျွန်တော်ရှိရအဆုံရှိတယ်ပူစရာမလိုဘူးကဲပူစရာမလိုပါဘူးကျွန်တော်ဒီမှာအဆုံရှိပါတယ်ဒီအောင်ကြတိုင်းကတော့အဆုံရှိပါတယ် electrical chainsaw လည်းရှိပါတယ်ကဲဒီအောင်ကြတိုင်းဆိုင်လာရအားပေးတဲ့လူတွေရောလာအားပေးတဲ့လူတွေရောကျေးဇူးတင်ပါတယ်ကဲခုကျနေစားပြီး
စိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီကနေပြီးတော့အဆုတောင်းလိုက်ပါတယ်ကဲဒီအောင်ကြလိုက်ဆိုင်ရတော့ဒီဟာဒီအဆုံးပြပြီးပြီဆိုတာဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲအားလုံးပဲကဲဒီဗီဒီယိုလေးကိုရနာခွင့်ပြုပါကဲပြလိုက်တော့ပါမယ်